အဖေတော့မဆိုင်ပါဘူးဖေဟာတောင်းနိုင်ဖို့နောက်တဲ့10နှစ်10နှစ် မင်းအပူရီရှောက်ပြောမင်းနဲ့မင်းငါ့ကိုလေတိုက်တာရမ်းများနေပြီနော် အဖေကလူတာဟုတ် မင်းအခုပြန်ဝင်လိုက်စမ်းပါမင်းကိုငါသားဖြစ်နေလို့မင်းညှာနေတော့အကောင်းမှန်တယ်ဟလား အမေ ခဏနေဦးအဖေအိမ်နာခဏသွားတက်လိုက်ဦးမစောင့် နည်းနည်းလုံးတော့ နင်ကဘာလုပ်လဲ တက်ကင်းဆုံးမလို့လေ ဘာလို့ဂိမ်းဆော့မှာလဲနင်စောက်တာလေအဲ့ဂိမ်းတော့ဆော့ရင်နင်ပညာတတ်ကြီးဖြစ်နေပြီသိလား ဟာအမေကလည်းစားဆော့လို့မှမရတာ အိမ်မလို့လားသွားခုစားသွားလို့သွား အပြေလုံးမယ်ခဏလေးကိုချင်းဝဲလေးရှိလို့ ဘာလို့ချင်းဝက်လဲထုတ်ဘာမှထုတ် ဟာအမေကလည်း ဘာဖြစ်လဲဒီမှာလေရှင့်သာစားတော့မယ့်အချိန်ကိုစားမလို့ပဲဂိမ်းဆော့နေလို့ပြောနေရမဆောင်မင်းကလည်းမင်းပဲသွားဂိမ်းတော့ဆော့ယူသွားဘာငါသိပါတယ်မင်းကလည်းငါစကားပြောမှသွားလို့ပါသွားစားသွားလို့ ဟာဘာလို့စားလို့လဲအဖေကလည်းဘိုင်ဝဲချမယ်စောင့်နေဆို ရှင်ကလေးကိုပြန်စီးနေရပါလား